အခုတခါပြောပြပေးချင်တာကတော့ခါကီလီဆိုတဲ့ grammar pattern ဖြစ်ပါတယ်သူရဲ့ grammar pattern ကတော့pattern တော့ဖြစ်တော့သူရဲ့ grammar အဓိပ္ပာယ်ပေါ့နော်အတွင်းကတော့ as long x ဆိုတာကကြတော့အတော်အတွင်းပေါ့နော်တရွေ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့လိုပဲ why ဘာ is the case ဆိုတာကကြတော့ during ဆိုတာအတော်အတွင်းပေါ့နော်အဲ့ဒီအတော်အတွင်းကာလအချိန်ကာလအတော်အတွင်းပေါ့နော်ကြောသွားလို့မရဘူးအဲ့လိုပဲ limited to ဆိုတာကန့်သက်ထားတယ်အချိန်ကာလအတွင်းကိုပဲပြောတာပေါ့နော်ကဲဒါဆိုရင်သူ့ရဲ့ grammar pattern လေးကိုတစ်ချက်ကြည့်ကြည့်လိုက်ပေါ့နော်ဒီမှာ but ကဲ noun ရဲ့နာရှိတယ်ပေါ့ဒီမှာကျတော့နာပါမလားနာကိုတစ်ချက်ပြီးမှပြောပြမယ်ပေါ့နော်ဘယ်ဆိုလို့ရှိရင်နောက်မှာဘာကံမလဲလူပြီးရင်ခါကီလီနောက်က phrase ပေါ့နော် phrase ဆိုတာကသူကစကားစုအရင်တော့ကလည်းပြောပြထားတယ်ပေါ့နော်စကားစုဆိုတာ noun စကားစုတွေဖြစ်နိုင်တယ်အဲ့လိုပုံစံမျိုးဒါပြီးတော့နီဟွန်တော့ဟောပေါ့နော်ဂျပန်နိုင်ငံစာအုပ်တနည်းပဲဂျပန်စာအုပ်အဲ့လိုပုံစံမျိုး not ရဲ့ရှိနေနောက်မှာ noun လာလို့ရှင်ဒါ phrase တခုပဲပေါ့နော်night လိုက်တယ်ပြီးရင်ခါကီလီလိုက်တယ်ပြီးရင် phrase အဲ့ဘယ်နောက်မှာထဲ e လို့လိုက်တယ်ခါကီလီလိုက်တယ် phrase ပဲအဲ့ဒါ noun ဆိုလို့ရှင်ထဲအားလို့ပြီးရင်ခါကီလီနာဆိုလေအဲ့တိုင်းပဲနာကိုဖြုတ်ပြီးတော့ထဲအားလို့ခါကီလီသွားမယ်ပေါ့နော်ကဲဒါဆိုရင်ဆက်ပြီးတော့ကြည့်မယ်ပေါ့နော်ကဲဒီမှာဥပမာမြန်မာလိုရေးထားတယ်ဒါကနည်းနည်းစဉ်းစားကြည့်လိုက်ပေါ့နော်ဘယ်လိုရေးလို့ရမလဲဆိုတော့ကဲဒီမှာသူကမနာမချင်းခွန်အားပြန်မရနိုင်ဘူးတနည်းအားဖြင့်မနာသေး၍ energy တွေပြန်ပြီးတော့ရရှိနိုင်မှာမဟုတ်ဘူးပေါ့နော်ဇက်တိုက်ထားပြီးတော့ဇက်တိုက်ပြေးနေမယ်အဲ့လိုပေါ့နော်ဇက်တိုက်ပြေးနေလို့ရှိရင်တော့မနာပဲပြေးနေလို့ရှိရင် recovery ပြန်မဖြစ်ဘူးပေါ့နော်အဲ့ဒါကိုဂျပန်လိုရေးထားတယ်ပေါ့နော်ဟုတ်တစ်ချက်ကြည့်မှာ kyusoku ဆိုတာကကြတော့ relax လုပ်တာပေါ့နော် relaxation ဆိုတာအနားယူခြင်းပေါ့နော် q ဆိုတာခန္ဓာအနားယူတာလေအနားယူတဲ့ခန္ဓာကြီးပေါ့နော်အဲ့တော့ kyusoku ကိုတိုလီမဆိုတာရရှိတယ် kyusoku ကိုတိုလာနိုင်ခါကီလီဆိုတာကမင်းအနားမယူတရွေ့ပေါ့နော်တိုင်းချောဆိုတာခန္ဓာကိုယ်ပေါ့နော်တိုင်းချောပါခန္ဓာကိုယ်ကခိုင်ဖုခုရှိမဆန်ရောဆိုတာခိုင်ဖုခုဆိုတာကကြတော့နလန်ထူတီတနည်းအားဖြင့်ခန္ဓာကိုယ်ကတနည်းအားဖြင့်ခိုင်ဖုခုဆိုတာ restore လုပ်တာပေါ့နော် energy ကိုပြန်ပြီးတော့ restore ဆိုတာပြန်ပြီးတိုးလောင်တာပေါ့နော်ခန္ဓာကိုယ်ကစွမ်းရည်နေပြန်ပြီးတော့ရရှိနိုင်မှာမဟုတ်ဘူးပေါ့နော်ပြောရရင်မင်းရဲ့ခွန်အားတွေပြန်လဲရနိုင်မှာမဟုတ်ဘူးအဲ့လိုပုံစံမျိုးပေါ့နော်ခွန်အားတွေပြန်ပြီးတော့ခွန်အားရှိမှာမဟုတ်ဘူးပေါ့နော်အနားမြင်အဲ့လိုဒါကြီးချောကခိုင်ဖုခုရှိမဆန်ရောဆိုတော့ခန္ဓာကိုယ်ကပြန်ပြီးတော့စွမ်းအင်နေတိုးလောင်မှုရှိမှာမဟုတ်ဘူးအဲ့လိုပြောတယ်အတိတ်ပဲပေါ့နော်kyusoku ဆိုတာကကြတော့ relax လုပ်တာအနားယူတာပေါ့နော်ဒီမှာ rex rex လို့လည်းရတယ်ပေါ့နော် rex ဆိုတာအနားယူတာဒါဆိုရင်နည်းနည်းနားလည်သွားပြီလို့ထင်တယ်ပေါ့နော်အသေးစိတ်ကတော့တေချာလေးပြန်ပြီးတော့လေ့လာကြည့်ပေါ့နော်ရတယ်ကဲနောက်တစ်ခုဆက်ပြီးတော့သွားကြည့်ဒီမှာဂျပန်မှာတဲ့နေမယ်လို့ပေါ့နော်ယူဆပြီးတောင်းရှိဂျပန်မှာနေမယ်လို့တွေးထားမယ်ဒါပေမဲ့ဂျပန်မှာနေတရွေ့ပေါ့နော်ဂျပန်ဥပဒေကိုလိုက်နာရမယ်ဒီမှာနီဟွန်နီဆူမူခါကီလီဆိုဂျပန်မှာနေမယ်လို့ပေါ့နော်ဆူမူဆိုတာနေတရွေ့ဆိုရင်နေမယ်လို့လားပြောဂျပန်မှာနေတရွေ့ပေါ့နော်နီဟွန်နီဆူမူဆိုတာနေတိုင်းနေလေဆူမူဆိုတာလူဖောင်ပေါ့နော်ဆူမူခါကီလီဆိုတာနေတရွေ့နီဟွန်နိုဟိုလီဆိုတာဂျပန်နိုင်ငံရဲ့ law ပေါ့နော်ဥပဒေကိုတဲ့မမိုလာနာခဲလေပါနာလာနာကြီးဆိုရှင်လိုင်းနာဖို့လိုအပ်ပါတယ်ပေါ့နော်နာခဲလေပါနာလာနာကြီးဆိုတာ have to ပေါ့နော်တာဝန်ရှိရလို့ရမယ်ပေါ့နော် obligation ပုံစံမျိုးအဲ့တော့မမိုလာနာခဲလေပါနာလာနာကြီးဆိုတာလိုင်းနာတင်ပါတယ်ဂျပန်မှာကိုယ်နေထိုင်မယ်လို့အကြိုင်နေထိုင်မယ်လို့ယူဆတည်၎င်းတောင်းရှင်ဂျပန်မှာနေတဲ့ရွေ့တော့ပေါ့နော်အဲ့လိုပုံစံမျိုးပြောတာနောက်တစ်ခုတက်ကြည့်ရောကြည့်မယ်ပေါ့နော်ဒီမှာဒါဆိုရင် this product will only be on sale မှာ sale မှာအဲ့ဒီပြင်တာပေါ့နော်ဒီဘာနာမပါဘူးလား noun ပေါ့နော် on နောက်မှာဒီ noun တစ်ခု noun ပုံစံမျိုးနဲ့လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင် this product ဒီထုတ်ကုန်ကို will only ဒီထုတ်ကုန်ပါပေါ့နော် will only be ဆိုတာဖြစ်ပါလိမ့်မည်ပေါ့နော် on sale ဆိုတာရောင်းဖို့ရောင်းရံပေါ့နော်အမှနောက်ထပ်နဲ့တွေ့ကြည့်လိုက်ပေါ့ and the end of this week ဒီအပတ်ရဲ့အဆုံးပေါ့နော်
ဒီအပတ်ရဲ့အဆုံးမတိုင်ခင်ပေါ့နော်ရောင်းဖို့ဖြစ်ပါတယ်ပြောရင်ဒီတစ်ပတ်အတွင်းရောင်းမှာပေါ့နော်ဒီတစ်ပတ်ကြိုလို့မရဘူးအဲ့လိုပုံစံမျိုးပြောတာအဲ့ဒါကိုကြည့်ကြည့်မယ်ပေါ့နော်ဂျပန်လိုကြည့်ကြည့်မယ်ပေါ့ခိုနိုရှောဟင်းနော်ဟန်ဘိုင်ဆိုတာဒီပစ္စည်းရဲ့ရောင်းအယောင်ပေါ့နော်ဒီပစ္စည်းရဲ့ရောင်းထုတ်မှုတနည်းအားဖြင့်ဒီခိုနိုရှောဟင်းနော်ဟန်ဘိုင်ဆိုတာဒီပစ္စည်းရဲ့ရောင်းချမှုခုံရှုဆိုတာဒီတစ်ပတ်ပေါ့နော်ခါကီလီဆိုတာအတွင်းဒီတစ်ပတ်အတွင်းဒီမဲ့ limited တူဆိုတာကန့်သတ်ထားတာပေါ့နော်ဒီပစ္စည်းကိုရောင်းဖို့အတွက်ပေါ့နော်ဒီတစ်ပတ်အတွင်းတိုစာဆဲတဲ့ဣတရာကီမာဆိုတာဖြစ်ပါလိမ့်မယ်ပေါ့နော်တိုစာဆဲတဲ့ဆိုတာယဉ်ကျေးမှုနဲ့တောင်းတာတနည်းအားဖြင့်တိုစာဆဲတဲ့ဣတရာကီမာဆိုတာဝေအုံနီဘီပေါ့နော်ရောင်းဖို့ဒီတစ်ပတ်ဒီပစ္စည်းကိုဒီတစ်ပတ်အတွင်းရောင်းမယ်ပေါ့နော်ရောင်းပါမယ်အဲ့လိုပုံစံဒီတစ်ပတ်ကြောသွားလို့မကြောဘူးပေါ့နော်ဒီတစ်ပတ်မကြောဘူးဒီတစ်ပတ်အတွင်းမှာရောင်းမယ်အဲ့လိုပုံစံမျိုးပြောတာပေါ့နော်ဒါဆိုတော့ခါကီလီရဲ့ပုံစံကိုတည်သွားလောက်ပြီးထင်ပါတယ်ပေါ့နော်ခါကီလီကကျတော့သူ့နောက်မှာဘတ်တွေနောင်းနေနှာတွေလာမယ်ပေါ့နော်ခုရှင်းပြတာသွားတာအများစုကတော့ဘတ်နဲ့ရှင်းပြသွားတယ်ပေါ့နော်နောင်းရဲ့ဒီမှာဆိုရင်ခွန်ရှုဆိုတာနောင်းပေါ့နော်နောင်းခါကီလီဒါဆိုတော့နားလည်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ